ကျွန်တော် United အသင်းကောင်းဆောင် Bruno Fernandes ဟာဆိုရင်မနေ့ကပြုလုပ်ခဲ့တဲ့ PFA ရဲ့2025-2026ရာသီပေါ့နော်တနစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာဆိုရင်ပြိုင်ဘက်ကစားသမားတွေကိုကြော်ဖြတ်ပြီးမှအကောင်းဆုံးကစားသမားဆုကိုလက်ခံရရှိခဲ့ပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Manchester United Update Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်ဆိုအားလုံးသိတဲ့အတိုင်းပဲမနေ့ညမှာဆိုရင် PFA ရဲ့2025-2026ရာသီအတွက်တနစ်တာအကောင်းဆုံးကစားသမားဆုကိုပေးတယ်ပေါ့နော်ဒီနေရာမှာ United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကဒီပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ Man City ကစားသမား Haaland, Chucky, Arsenal ကစားသမားတွေဖြစ်တဲ့ ဂိုးသမား David Raya, Gabriel, Declan Rice တို့ကိုကြော်ဖြတ်ပြီးမှဆုရရှိခဲ့တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆုကိုဆိုရင်ဒီ PFA ပေါ့နော်ဒီ Professional Footballer Association ကပေးတဲ့ဆုဖြစ်တယ်အင်္ဂလန်မှာရှိတဲ့ League ၄ခုကအသင်း62သင်းမှာရှိတဲ့ကစားသမားတွေကရွေးချယ်မှပေးတဲ့ဆုဖြစ်တယ်ပေါ့နော်ဆိုတော့ League ကဒီ England Premier League ပါတယ် Championship ပါတယ် League 1 League 2ပါတယ်ဆိုတော့ England Premier League မှာအသင်း20ရှိပြီးတော့ဒီကျန်တဲ့ Championship League 1 League 2မှာတော့24သင်းစုပေါင်း62သင်းမှာရှိတဲ့ဒီ Professional ကစားသမားတွေကသူတို့အသင်းရဲ့ကစားသမားမဟုတ်တဲ့တခြားအသင်းကကစားသမားတွေကိုမေးပေးပြီးမှရွေးချယ်တဲ့ဆုဖြစ်တယ်ပေါ့နော်ဆိုတော့အင်္ဂလန်ဘောလုံးလောကမှာဆိုရင်လည်းဒီတဦးချင်းရတဲ့ဆုတွေထဲမှာဆိုရင်ကစားသမားတွေအနေနဲ့အမြင့်ဆုံးနဲ့ဂုဏ်အရှိဆုံးဆုဆိုမှသူတို့လက်ခံထားကြတယ်ဘာလို့လဲဆိုတော့ဒီဘောလုံးကစားသမားအချင်းချင်းမေးပေးမှရွေးချယ်တဲ့ဆုဖြစ်တဲ့အတွက်ကြောင့်ပြန်ဘက်ကစားသမားတွေစီကနေပေါ့နော်ဒီအမြင့်ဆုံးဂုဏ်ပြုမှုသူတို့ရရှိတယ်လို့သတ်မှတ်တဲ့အတွက်ကြောင့်ဒီဆုကိုဆိုရင်အမြင့်ဆုံးနဲ့ဂုဏ်အရှိဆုံးဆုဆိုမှသူတို့သတ်မှတ်ထားတဲ့ဆုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆုကိုဆိုရင်2025-2026ရာသီအတွက်ကျွန်တော် United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကလက်ခံရရှိခဲ့ပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အရင်ပြောတယ်ဆိုတော့ဒီဆုအပြင်ကျွန်တော် United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကဒီ journalist တွေဒီ media ပညာရှင်တွေကနေရွေးချယ်ပေးတဲ့ဒီ FWA Footballer of the Year ဆုလည်းရရှိထားတယ်ပြီးတော့ Premier League အဖွဲ့အစည်းကနေပေးတဲ့ Premier League of the Year ဆုလည်းရရှိထားတယ်ဆိုတော့တစ်နှစ်အတွင်းမှာဆု3ဆုရရှိထားခဲ့တယ်ပေါ့နော်ဆိုတော့ဒါအပြင်မနစ်ကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ညီကိုတွေ United အသင်းရဲ့ပေါ့နော်ကျွန်တော် United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကဒီ assist record စံချိန်ပေါ့နော်21ကြိမ်နဲ့အတူဒီ Playmaker of the Season ဆုလည်းရရှိထားတယ်ဆိုတော့ဒီကနေ honorary တင်ထားတဲ့ assist 20စံချိန်နဲ့2019-20တုန်းက Kevin De Bruyne တင်ထားတဲ့ assist 20စံချိန်ကိုချိုးပြီးမှ21စံချိန်နဲ့စံချိန်ချိုးမှုနဲ့အတူပေါ့နော် assist အများဆုံးဆုရရှိထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ PFA ဆုကိုကျွန်တော် United အသင်းမှာနောက်ဆုံးရခဲ့တာက2010တုန်းက Wayne Rooney ကနောက်ဆုံးရထားတာပဲဖြစ်တယ်ပေါ့နော်အတိမတိုင်ခင်ဆိုရင်2009နဲ့2008မှာကျတော့ Ronaldo ပေါ့နော်ရရှိထားတယ်ပြီးတော့2009မှာကျတော့ဒီ Ryan Giggs ရထားတယ်2010မှာကျတော့ Wayne Rooney ရထားဆိုတော့၄နှစ်ဆက်တိုက်ရဘူးတဲ့တတင်းတီတော့အသင်းနဲ့ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ PFA ကိုအများဆုံးအချိန်ကြီးအများဆုံးရဘူးတဲ့အသင်းအနေနဲ့ရက်တည်နေနဲ့12ကြိမ်ရဘူးထားတယ်ဒီအောက်မှာဆိုရင်လီဗာပူးက10ကြိမ်အာဆင်နယ်အသင်းကစပါးက9ကြိမ်အာဆင်နယ်က9ကြိမ်နဲ့မန်စီးတီးက4ကြိမ်ဆိုမှအတီးရက်တည်နေတယ်ပေါ့နော်ဆိုတော့ဒီ PFA ဆုကိုဆိုရင်ကျွန်တော်ဒီတစ်နှစ်ပတ်လုံးမှာပေါ့နော်တစ်နှစ်ပတ်လုံးမှာပြကဲစွမ်းဆောင်ရည်ကိုကြည့်ပြီးမှပေးတဲ့ဆုဖြစ်တယ်ပေါ့နော်ဒီကစားသမားတွေကကြည့်မှပေးတဲ့ဆုဖြစ်တယ်မနစ်ခါရည်တုန်းကဆိုကျွန်တော် United တင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကအဆင့်20ကြိမ်လောက်ထားတယ်ပြီးတော့ကိုသွင်းထားတယ်ဆိုတော့စူပေါင်းဂိုးပါဝင်ပတ်သက်မှုက30ကြိမ်ရှိတယ်ပေါ့နော်30ကြိမ်ရှိတယ်ပြီးတော့ chance creation ပေါ့နော်ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးပေးမှုဟာဆိုရင်ဒီအားလုံးထက်အပြတ်သက်ကိုတာမှ132ကြိမ်ရှိတယ်ပေါ့နော်ဆိုတော့ဒီအချက်လက်တွေအရာလည်းပါတယ်ပြီးတော့ United အသင်းအနေနဲ့မနစ်ကရာဒီတုန်းကရာဒီအစမှာကျွန်တော်တို့ရုန်းကန်ရပါမယ်ဒီနီးပြတက်နဲ့အတူအသင်းကောင်းဆောင် Bruno Fernandes ရဲ့ဦးဆောင်မှုနဲ့အတူကျွန်တော်တို့အဆင့်3ကိုထိုက်တဲ့တန်တန်နဲ့ပြန်လဲတက်လန်းနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်ကျွန်တော်တို့ United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကဒီဆုကိုထိုက်တဲ့တန်တန်နဲ့ရရှိသွားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါအပြင်ကျွန်တော်အသင်းပရိသတ်တွေကနေရွေးချယ်မှပေးတယ်ပေါ့နော်တနစ်တာအကောင်းဆုံးဆုကိုလည်းစံချိန်တင်အနေနဲ့၄ချိန်ရပူထားတယ်ပေါ့နော်2019နဲ့20တုန်းကတစ်ချိန်20 21တစ်ချိန်နဲ့23 24 24 25ဆိုမှ၄ချိန်ပေါ့နော်ဘယ်သူမှမရဘူးသေးဘူးဆိုတော့သူစံချိန်တင်နေနဲ့၄ချိန်ရထားတယ်ဆိုတော့ကျွန်တော်တို့ United အသင်းကိုကျွန်တော် Bruno Fernandes ကဒီ Sporting Lisbon ကနေပြောင်းလာကြတဲ့သူရဲ့အကောင်းဆုံးခြေစွမ်းနေတဲ့အတူအသင်းကို
ထန်းတင်ထားပေးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်ထိဒီ Premier League ကိုမရဘူးသေးတာတော့ကျွန်တော်အရင်စိတ်မကောင်းဖြစ်မိပေါ့နော်သူဒီကျွန်တော် United အသင်းမှာကစားမဲ့ကာလတွေအတွင်းတော့သူ့ကိုကျွန်တော်ရစေချင်တယ်ပေါ့နော်ရဖို့လည်းမျှော်လင့်တယ်ပေါ့ဆိုတော့သူနဲ့သူကျွန်တော် United အသင်းက2022-23မှာကျတော့ဒီကာရာဘောင်းဖလားရဘူးတယ်23-24ရာသီမှာတော့ FA Cup ရဘူးတယ်ဆိုတော့ကံမကောင်းစွာနဲ့ကျွန်တော်တို့ဒီ Europa League Final မှာတော့လွေးချော်ခဲ့တယ်ပေါ့နော်ဖလားနဲ့လွေးချော်ခဲ့တယ်ဆိုတော့အခုလိုပေါ့နော်ဒီလိုဒီတကယ်ကျွန်တော် United အသင်းကိုထန်းတင်ပေးနေတဲ့ United အသင်းကိုဥဆောင်ပေးနေတဲ့ကပတိန်ကြီးကအခုလိုဆုရတယ်ဆိုတော့ကျွန်တော်အယံဝမ်းတာတယ်အခုလိုခြေစွမ်းမျိုးနဲ့ပဲဒီရာသီမှာလည်းပေါ့နော်ကျွန်တော် United အသင်းကိုဆက်လက်ဥဆောင်ပေးနိုင်ဖို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဆိုတော့ကျွန်တော်ညီကိုတွေအနေနဲ့ရောအားလုံးဝမ်းသာကြမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော် United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes အနေနဲ့အခုလိုပေါ့နော်ဒီ PFA ဆုကိုရတဲ့အတွက်ကြောင့်ကျွန်တော် United ပြည်သက်ညီကိုတွေအနေနဲ့ပေါ့နော်ကျွန်တော်အသင်းကောင်းဆောင်ကျွန်တော်ကပတိန်ကြီးကိုကွန်ပျူတာစကားလေးတွေကွန်မန့်မှာဝင်ရောက်ရေးခဲ့ပေးလို့ရပါတယ်ပေါ့နော်ဆိုတော့ကြည့်ရှုအားပေးညီကိုရောက်ချင်းစီအောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ Manchester United Update Facebook Page နဲ့ YouTube Channel ကိုလည်းfollow and subscribe လုပ်ရတဲ့ဦးဆိုရင်လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးပါ